ကဲကျွန်တော်တို့ရဲ့ချစ်လာစွာသော Premier League ကြီးကဒီနေ့ညတနားရီခွဲ Arsenal နဲ့ကျွန်တော် Coventry ပွဲစဉ်ကနေစပြီးတော့ကျွန်တော်ပြန်ကစားတော့မှာဖြစ်ပါတယ်ဆိုတော့ဒီပွဲကနေစပြီးတော့ကျွန်တော်တို့ပွဲကြိုခံမှန်းချက်တွေစပြီးတော့ကျွန်တော်လုပ်သွားပါမယ်ဆိုတော့အားလုံးပဲမင်္ဂလာပါ Absolute Football နေပြီးအားလုံးကိုကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုကတော့ Arsenal Coventry ဒီပွဲတစ်ပွဲတည်းကိုပဲပွဲကြိုခံမှန်းချက်လုပ်မဲ့ဗီဒီယိုဖြစ်ပါတယ်ဆိုတော့နောက်ရက်ဒီမှာဆိုလို့ရှိရင်တော့ပွဲတွေကကျွန်တော်တို့နှစ်ပွဲ3 4 5ပွဲဒါမျိုးတွေဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလောက်အရှိကြီးကျွန်တော်ပြောချင်မှပြောနိုင်တော့မယ်ပေါ့နော်ဆိုတော့တို့တုတ်ပဲကျွန်တော်အဲ့ကြလို့ရှိရင်တော့ပြောတော့မယ်ဒီလိုတစ်ပွဲတည်းထွက်နေတယ်စိတ်ဝင်စားဖို့လည်းကောင်းတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီလိုမျိုးအေးအေးဆေးဆေးနဲ့ပြောမှာဖြစ်ပါတယ်ဆိုတော့ဒီကြောင့်မလို့ကျွန်တော်တို့ပွဲချုပ်ခံမှန်းချက်တွေကိုစိတ်ဝင်စားတယ်ပွဲချုပ်သုံးသက်ချက်တွေကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ TikTok account YouTube channel လေးကို subscribe လေးလုပ်သွားပြီးလို့ရပါတယ် Manchester United ပရိသတ်တွေအတွက်ကတော့တီးတန့် United Man ဆိုတဲ့ channel ရှိပါတယ်လက်ရှိ YouTube ကကြည့်ရဆိုလို့ရှိရင် description ထဲမှာကျွန်တော် United Man channel ရဲ့ကျွန်တော် link တွေ TikTok account link တွေ Facebook page link တွေကျွန်တော်ရှိပါတယ်ဆိုတော့ TikTok ကကြည့်ရဆိုလို့ရှိရင်တော့လက်ရှိကျွန်တော်ဒီ bio ထဲမှာဆိုလို့ရှိရင်เนาะကျွန်တော်YouTube channel လေးနေကျွန်တော်ထည့်ပေးထားပါတကယ်လို့ဒီပေါ့နော် brother တို့အနေနဲ့ Telegram channel ကို join နေတယ်ဆိုလို့ရှိရင်လည်း chat box မှာလာပြီးတော့ပြောလို့ရပါတယ် Telegram channel မှာတော့ကျွန်တော်တို့ဒီလက်ရှိ EPL မဟုတ်တဲ့ပွဲတွေဆိုလို့ရှိရင်ကျွန်တော် Telegram channel မှာအမြဲတင်ပေးတယ်EPL ကတော့ကျွန်တော်ဒီမှာလည်းတင်တယ် Telegram မှာလည်းတင်တယ်ပေါ့နော်ပုံမှန်အဖြစ် follow ကတော့ YouTube မှာရင်တင်တယ်ပြီးတော့မှကျွန်တော် Telegram ကိုသွားတယ်ပြီးတော့ကျွန်တော် TikTok ဒါမျိုးကျွန်တော်ရောက်တာပေါ့နော်ဒါကြောင့်မလို့ကျွန်တော် Telegram ကတော့ပို့ပြီးတော့ပြောမှဆိုလို့ရှိရင် notice ရနိုင်ဖို့အတွက်ကျွန်တော် chance အများဆုံးဖြစ်ပါတယ်ဆိုတော့ဒီကြောင့်မလို့ Telegram လေးကိုလည်း join ထားပေးဖို့အတွက်ကျွန်တော် request လုပ်ပါတယ်ဆိုတော့ဒီပွဲမှာတော့ကျွန်တော်တို့ပြောမှဆိုလို့ရှိရင်တော့အစဲခံဖို့အတွက် ready ပဲပေါ့ဗျာနော်ပြီးခဲ့တဲ့ကျွန်တော်တို့ဒီပါလဲ Manchester City နဲ့ Community Shield မှာတော့ကျွန်တော် City ခံမှန်းတယ် City ခံမှန်းတော့အကုန် Arsenal ပရိသတ်တွေအကုန်လုံးဝိုင်းပြီးတော့ပြောကြတာပေါ့ဗျာဆိုတော့ပြောလဲပြောချင်စရာပေါ့နော်အဲ့ဘက်မှာ Arsenal ကတော်တော်ကြီးကိုတကယ်ကောင်းတဲ့ခြေစွမ်းကြီးကိုကျွန်တော်ပြသွားတာပေါ့နော်ဆိုတော့အခုလက်ရှိတွေ့မဲ့ပြိုင်ဘက်ကတော့ဒါ Coventry ဖြစ်ပါတယ် Frank Lampard ရဲ့ Coventry ကိုကျွန်တော်ရင်ဆိုင်ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီပွဲမှာသတိထားစရာကြီးကြီးမားမားအများကြီးရှိပါတယ်နော်အာဆင်နယ်အိမ်ဝင်းမှာကစားရမယ်အာဆင်နယ်အိမ်ဝင်းမှာပရီးမီးယားလိအဖွင့်ပွဲအနေနဲ့စပြီးတော့ကစားမှာဖြစ်တယ်အာဆင်နယ်အိမ်ဝင်းဖြစ်တဲ့ဆရာသမားတွေပြီးခဲ့တဲ့ရာသီတုန်းကအာဆင်နယ်အိမ်ဝင်းဟာဘယ်လောက်တောင်ကျွန်တော်ကြောက်ဖို့ကောင်းလိုက်လေမန်ချက်စတာယူနိုက်တက်နဲ့ကျွန်တော်ရာသီဝက်ကျော်လောက်တွေ့တော့မှအဲ့အိမ်ဝင်းကစပြီးတော့ကျွန်တော်တို့ရှုံးတာနော်ရှုံးကိုမရှုံးတာနော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အာဆင်နယ်အိမ်ဝင်းဆိုတာတော်တော်ကြောက်ဖို့ကောင်းတဲ့အနေအထားတစ်ခုမှရှိတယ်လက်ရှိကျွန်တော်အာဆင်နယ်ရဲ့ squad depth ကျွန်တော်ဆိုလို့ရှိရင် Premier League table ခံမှန်းချက်ကျွန်တော်ရှိမှကျွန်တော်လောက်ထားတယ်ပတ်1ပတ်2 TikTok မှာဆိုကျွန်တော်တင်ထားတယ် YouTube မှာလည်းကျွန်တော်ဗီဒီယိုလုပ်ထားတယ်အဲ့မှာဆိုလို့ရှိရင် Arsenal အဆင့်1ပဲဘာလို့လဲသူတို့ရဲ့ squad depth ကြီးကလုံးဝကြောက်စရာကြီးလို့ကျွန်တော်ပြောထားတယ် Bruno Guimaraes တို့ကစားသမားမျိုးတွေခေါ်ထားတာရှိတယ် Ezri Konsa တို့လာအောင်ပါနော်မပြီးသေးဘူးဆိုတော့ဒီလိုကြောင့်မလို့လက်ရှိအနေထားလူစည်းကိုတင်ကျွန်တော်တော်တော်ကောင်းနေတဲ့အနေထားတစ်ခုမှရှိတယ် Okay တချို့ကစားသမားတွေ fitness မပြည့်သေးဘူး fitness မပြည့်သေးပေမဲ့လည်း Manchester City ကိုဘယ်လိုကစားသွားသလဲနော်အဲ့မှာကြည့်လို့ရှိရင်ကျွန်တော်တို့သိနိုင် Arsenal ရဲ့ quality ကဘယ်လောက်တောင်ကျွန်တော်တို့ကောင်းနေလဲဆိုတာကျွန်တော်တို့မြင်နိုင်တယ်ဆိုတော့ဒါပေမဲ့ဒီနေ့ပွဲမှာထူးခြားတဲ့အချက်တွေရှိတယ်ဒီနေ့ပွဲမှာကျွန်တော်ရွေးထားတာဘာရွေးထားလဲဆိုတော့အဲ့ဒီကနေကျွန်တော်စပြီးတော့ဘာရွေးထားလဲဆိုလို့ရှိရင် Coventry ရွေးထားတယ်ဆိုတော့ဆဲခံဖို့ ready ပဲပေါ့ခင်ဗျာနော်ဆိုတော့ blue ပဲဖြစ်ဒါကျွန်တော်အမြင်နဲ့ကျွန်တော်ဖြစ်တယ်ဒီလိုကြောင့်ကျွန်တော်ခံမှန်းခြင်းတာဖြစ်တယ်ဆိုတော့ entertainment section သဘောမျိုးပါဘာလို့လဲစိတ်ဝင်စားရင်ဆိုလို့ရှိရင်တော့ channel အကောင့်တွေကျွန်တော် follow လုပ်သွားလို့ရတယ် Telegram လေးကိုကျွန်တော် join သွားလို့ရတယ်ဒါကျွန်တော်က entertainment section သဘောမျိုးပေါ့နော်ကျွန်တော်အမြင်ကိုကျွန်တော်ချပြတဲ့သဘောပဲကျွန်တော်ဖြစ်ပါတယ်ဆိုတော့ brother တို့အမြင်တွေကိုလည်းလွတ်လပ်ပွင့်လင်းစွာဆွေးနွေးနိုင်ပါတယ် comment တွေမှာပေါ့နော်ဆိုတော့ okay ဘာလို့ Coventry ရွေးတာလဲပေါ့နော်Okay ကျွန်တော်တို့လက်ရှိကျွန်တော်တို့ဒီလက်ရှိကျွန်တော် market ကနေကျွန်တော်စပြီးတော့ပြောမယ်လက်ရှိဈေးနှုန်းမှာဆိုလို့ရှိရင်တော့ Arsenal ဘက်ကနေပြီးတော့နှလုံးတည်ကိုမောင်သေးသုံးလုံးတည်ဆိုပြီးတော့ကျွန်တော်ပေးထားတယ်ဆိုတော့ဒီဈေးဒီ Arsenal အနေနဲ့ဆိုလို့ရှိရင်ဒါ Coventry လို့အသင်းမျိုးဥမာတန်းတက်လာတဲ့အသင်းမျိုးကိုပြော့သလားဆိုလို့ရှိရင်တော့ပြော့တယ်လို့ပြောဖို့လေခက်တယ်လို့ပြင်းသလားဆိုလို့ရှိရင်ပြင်းတယ်လို့ပြောဖို့လေခက်တဲ့ဈေးမျိုးကျွန်တော်ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင် Coventry ဟာပြီးခဲ့တဲ့ဒီ Championship မှာဆိုလို့ရှိရင်လုံးဝ Champion အဖြစ်နဲ့တက်လာတဲ့အသင်းမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ဒီကြောင့်မလို့သွားပြီးအထင်သေးလို့မရတဲ့အသေးမျိုးဖြစ်တယ်ဆိုတော့ Lampard ကလည်းသူ့အနေနဲ့သူပြောမှဆိုကောင်းတဲ့နီးပြတယောက်ဖြစ်တယ်ပေါ့ဗျာဆိုတော့ဒီကြောင့်မလို့အထင်သေးလို့မရအောင်ဒီလိုနေထားမှာအဖွင့်ပွဲလဲကျွန်တော်ဖြစ်နေတယ်အိမ်ဝင်းဖြစ်တယ်နှလုံးတည်ကျွန်တော်ပေးတယ်ဒါကကျွန်တော်တို့ပြောမှဆိုလို့ရှိရင်ဈေးအရင်ပြောနေတယ်လို့ပြောဖို့အရင်ခက်တယ်လို့အရင်ပြင်းလိုက်တာဆိုပြီးတော့ပြောဖို့လဲအရင်ခက်တယ်ဈေးမျိုးကျွန်တော်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကြောင့်မလို့နှလုံးတည်သုံးလုံးတည်မှာနောက်တစ်ချက်ကျွန်တော်တို့သတိထားရမှာဒီဝင်ရိုးကလုံးဝမမျှပါဘူးနှလုံးတည်မှာကျွန်တော်ကိုပေါင်းသေးဒီ3ရှုံးကျွန်တော်ဖြစ်ရမှာဖြစ်တယ်ဒါပေမဲ့အခုလက်ရှိအနေထားမှာဆိုလို့ရှိရင်3လုံးတည်ဆိုတဲ့အနေထားတည်ဒီကြားတစ်ခုက Coventry ဘက်ကကိုရဖို့အတွက် chance အရန်ကိုနည်းတယ်ဆိုတဲ့ပုံစံမျိုးကိုပြောထားခြင်းဖြစ်တယ်ဒါပေမဲ့အရန်နည်းတယ်ဆိုတာအထက်ကိုပို့တယ်ဗျာအတကုံနည်းတယ်ဆိုတဲ့ပုံစံမျိုးဘက်ကိုကျွန်တော်တို့သွားနေတယ်အဲ့ဒါကသိပြီးတော့အတိတ်ပဲမရှိဘူးဆိုတော့ဒီတကြောင်မလို့ဒီပွဲမှာတိုးသားတွေဘယ်ကိုသွားမလဲအာဆင်နယ်ပေါ့ဗျာနော်အကုန်လုံးအာဆင်နယ်သွားမယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော် Manchester City ကိုဒီပေါ့နော်ဒယ်ဈေးလာနော်အဲ့လောက်ပဲကျွန်တော်ပေးတယ်
ပေးပြီးတော့ကျွန်တော်တို့ဒီ 3Z ဆိုတဲ့ result ကြီးကိုကျွန်တော်ပြပြသားသားကြီးကိုကန်ပြတယ်သူတို့ရဲ့ squad depth ကိုပြတယ်သူတို့ရဲ့ squad power ကိုပြတယ်သူတို့ရဲ့ကျွန်တော်တို့ဒီအဓိကကစားသမားတွေမပါဘဲနဲ့သူတို့ရဲ့လုံနိုင်စွမ်းကိုသူတို့ပြနိုင်ခဲ့တယ်အခုလက်ရှိအနေထားမှာလည်းဒီလိုပုံစံအတိုင်းပဲကျွန်တော်တို့လာမဲ့ပုံစံမျိုးဒီနေရာမှာစာကာကဘာဖြစ်လို့နော် rice ကဘယ်လိုဖြစ်နေလို့ဆိုတဲ့ပုံစံမျိုးတွေကျွန်တော် complaint တက်လို့မရတော့ဘူးဘာဖြစ်လို့လဲဆိုရင် community ရှိမှာအဲ့ဒီလူစည်းရင်းနဲ့ပဲ CD လို့အသင်းမျိုးကိုရိုက်ပြခဲ့လို့ပဲဆိုတော့အခုလက်ရှိအနေထားမှာဒါ Coventry နဲ့တွေ့ရမယ့်အနေထားမျိုးကျွန်တော်ဖြစ်တယ် Coventry ဘက်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်သူတို့အနေနဲ့အားဖြည့်စရာလူစည်းရင်းတွေမြန်မာဆဆသူတို့အားဖြည့်ထားပြီးပြီဆိုတော့လူအနေထားမျိုးမှာပြောမှဆိုလို့ရှိရင်နှစ်ကကျွန်တော်ချန်ပီယံ8ကနေတက်လာတဲ့ပုံစံမျိုးလေးတော့သူတို့ကသိပြီးတော့မစင်တော့တဲ့ပုံစံမျိုးဖြစ်တယ်ဆိုတော့ Coventry ဘယ်လိုကစားမလဲဒီနေ့ပွဲမှာတေချာတစ်ခုက Coventry ကတော့ပိတ်ကစားမယ်အနေထားတစ်ခုပါဆိုတော့ကျွန်တော်ဒီနေရာမှာမြင်တဲ့အချက်က City နဲ့ပွဲမှာဘာလို့ကူးပြတ်ရတယ်လဲနော် Coventry နဲ့ပွဲမှာဘာကြောင့်ကျွန်တော်တို့ခက်ခဲနိုင်တယ်လဲဒါကိုကျွန်တော်အကြမ်းပြင်းလေးကျွန်တော်ပြောချင်တယ်ပေါ့နော်ကျွန်တော်လည်းပြောမှဆိုလို့ရှိရင်ဒီ football expert ကြီးမဟုတ်ဘူးဗျာနော် tactical expert ကြီးမဟုတ်ဘူးဆိုတော့ကျွန်တော်မြင်တဲ့အနေနဲ့ပေါ့နော် City ကပြောမှဆိုလို့ရှိရင်ခံစစ်ပိတ်ကစားမယ်အသင်းမျိုးမဟုတ်ဘူး City ဒီအသင်းကြီးကြောင်ဖြစ်တယ်ဆိုတော့ Arsenal နဲ့ရင်ဆိုင်တဲ့အနေအထားမှာဒါသူတို့ဒီ City နဲ့ Arsenal ဆိုတာကလုံးဝအမြဲတမ်းဆိုလို့ကျွန်တော်တို့ထိတိုက်ရင်ဆိုင်တိုင်းမှာသူတပြန်ကိုတပြန်ဘားတပြန်ကြားတပြန်ဆိုတဲ့ပုံစံမျိုးပဲကျွန်တော်မြင်ရလေရှိတယ်ဒီနေရာမှာဘာတပြန်ကြားတပြန်ဖြစ်တယ်ဆိုတဲ့အနေအထားဒီခံစစ်လုံးဝမပိတ်ဘူးမပိတ်တဲ့အတွက်ကြောင့်မလို့ခံစစ်မှာအပေါက်တီပေါ်တယ်ဆိုတော့အပေါက်တီများများပေါ်တဲ့အသင်းကအရှုံးမယ်ဒါပဲအခုလက်ရှိ Coventry လိုအသင်းမျိုးနဲ့ကျွန်တော်ရင်ဆိုင်ကစားရမယ့်အနေအထားမျိုးမှာနော် Premier League အဖွင့်ပွဲလည်းဖြစ်တယ် Arsenal လိုအိမ်ဝင်းကိုလည်းလာကစားရမယ် Arsenal လိုအသင်းမျိုးနဲ့လည်းရင်ဆိုင်ရမယ်ဆိုတဲ့အနေအထားမှာ Coventry ဒီလုံးဝတိုက်စစ်ကစားတယ်ဘာအကြောင်းမှမရှိဘူးဆိုတော့ဒီလိုကြောင့်မလို့ကျွန်တော်တို့ Coventry ကခံစစ်ပိတ်မှာခံစစ်ပိတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပြောမယ် low block deep block ပဲဗျာဒီလိုပုံစံမျိုးနဲ့ကစားမယ် low block deep block နဲ့ကစားမယ်ဆိုလို့ရှိရင် Arsenal အနေနဲ့အတိုင်းအတာတစ်ခုတည်းသူတို့ခက်ခဲလိမ့်မယ်ဘာလို့လဲဆိုတော့သူတို့ကအခုမှဒီယာဒီစမှာဖြစ်တယ်သူတို့ရဲ့တိုက်တဲ့ကိုကျွန်တော်တို့ပြောမယ် defend လုပ်ရမယ်အနေအထားတစ်ခု pressure တစ်ခုသူတို့မှရှိတယ်ဆိုတော့ဒီလိုကြောင့်မလို့သူတို့အဖွင့်ပွဲလည်းဖြစ်နေတဲ့အနေအထားမှာသူတို့အနေနဲ့ပြောမယ်ဆိုနိုင်ပွဲရဖို့သူတို့ကြိုးပမ်းမှာဒါပေမဲ့ကျွန်တော်ပြောသလိုပဲလက်ရှိကျွန်တော်ပေးထားတဲ့ဈေးတိုင်း3ဂိုးကြီးပြတ်ဖို့မလွယ်ဘူးเนาะခံစစ်ကိုလုံးဝဟောင်းဟောင်းလေးကြစ်နေအောင်ဆော့မယ်အနေအထားမျိုးအဲ့ဒါအပြင်ကို Frank Lampard ရဲ့အသင်းမှာထူးခြားတဲ့အချက်ကသူတို့ဒီ transition တွေမှာတော်တော်ကောင်းတဲ့အသင်းတစ်သင်းအဖြစ်နာမည်ကြီးတယ် Coventry က Championship မှာတည်းကသူတို့ထပ်ပိုကောင်းတဲ့အသင်းတွေဆိုလို့ရှိရင်သူတို့ဒီခံစစ် transition ဆိုတဲ့ပုံစံမျိုးအဲ့ transition တွေမှာဆိုလို့ရှိရင်လည်းတိုင်းအောင်တစ်ခုဒီတော်တော်ကိုကောင်းကောင်းအလုပ်လုပ်နိုင်တဲ့အသင်းမျိုးလို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့ဒီတော့ကြောင့်မလို့ Arsenal ဘက်ကိုမထိမှတ်ဖဲနဲ့ဂိုးသွင်းသွားတာမျိုးတွေအထီတောင်ဖြစ်ကောင်းဖြစ်လာနိုင်တယ်ဒါပေမဲ့ Arsenal ကိုရဖို့ဆိုတာအဲ့လောက်ကြီးလွယ်တဲ့အနေထားမဟုတ်ဘူးဗျာเนาะဝင်းလေကိုအရင်ကြုံเนาะ Gumares ကိုကြုံ Gumares တို့ Rice တို့ကြုံပြီးသွားလို့ရှိရင်ခံစစ်နောက်ကကျွန်တော်တို့ဒီက Gabriel Magalhaes တို့ Mosquera တို့ကြုံကဲเนาะပြီးတော့နောက်မှာကျွန်တော်ကိုသမား Ryan ကိုကြုံဆိုတော့ Coventry ကိုရဖို့ဆိုတော့တော်တော်လေးခက်ခဲပါတယ်ဒါပေမဲ့ဒီပွဲမှာပြောမှဆိုလို့ရှိရင်ဂိုးအောက်နဲ့ကျွန်တော် Coventry နဲ့ကိုရွေးရဘာလို့ဆိုအကုန်လုံး Arsenal နေမှာနှလုံးတည်ဗျာနဲတာပေါ့ဟုတ်လားနှလုံးတည်ဗျာ City လိုအသင်းမျိုးက3ဂိုးသွင်းခဲ့တဲ့အနေအထားမှာ Coventry လိုအသင်းမျိုးကိုကျွန်တော်တို့နှလုံးကိုမိုင်းနဲ့ပေါက်ချင်ပေါက်လို့ရတဲ့အနေအထားတစ်ခုမှရှိတယ်နှစ်အရှုံးတွေပါပေါက်ကောက်ပေါက်လိုက်ဗျာပြတ်မယ်ဆိုရင်ဟုတ်တယ်မလားပေါက်လို့ရတယ်ဒါပေမဲ့မပေါက်ဘူးဘာလို့လဲဆိုလို့ရှိရင်ဒါ Arsenal ဘက်ကိုကျွန်တော်တို့ပိတ်ထားတဲ့အနေအထားတစ်ခုမှရှိတယ်လို့ကျွန်တော်ကလည်းယူဆထားတယ်ဆိုတော့ဒီတကြောင်လို့ဒီပွဲမှာ Arsenal အနေနဲ့ကျွန်တော်တို့ပြက်လာ2ဂိုးပေါ့ဗျာเนาะဆိုတော့ဒီတော့ကြောင့်မလို့ကျွန်တော် Coventry သဘောကျတယ် Coventry အနေနဲ့ဒီပွဲမှာပြောမှဆိုလို့ရှိရင် draw နဲ့ကြီးအောင်နဲ့ဖြစ်လိမ့်မယ်လို့တော့ကျွန်တော်ယူဆတယ်ပေါ့เนาะဆိုတော့ကိုအောက်ကတော့ကျွန်တော်မကြိုက်ဘူးဘာလို့ဆိုလို့ရှိရင်လိုအပ်တာထက်အများကြီးပိုပြီးရော့နေလို့ပေါ့เนาะနှလုံးတည်မှာ3ရှုံးရှိရမယ်စား3လုံးတည်ဆိုတော့ကျွန်တော်အဲ့လောက်ကြီးတော့မကြိုက်တဲ့အနေထားတစ်ခုမှရှိပါဘူး score ကတော့ဒီပွဲကို Arsenal 3-0ဆိုပြီးတော့ခံမှန်းထားတဲ့ပုံစံမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့ဒီတော့ကြောင့်မလို့brother တို့အမြင်ကရောဘယ်လိုရှိကြလဲကျွန်တော်ကတော့ Arsenal 9လား2ဂိုးပေါ့เนาะအဲ့လိုမျိုးပဲကျွန်တော်ထင်တယ်မထင်မှတ်တယ်လို့ဂိုးတောင်ရသွားနိုင်တယ်လို့တော့ကျွန်တော်ကတော့ထင်တာပဲဆိုတော့ဘယ်လိုမြင်ကြလဲကျွန်တော်တော့ Coventry ကိုဒီပွဲမှာရွေးချယ်ထားပါတယ်ဆိုတော့ဒီချိုအပေးညီကိုများအားလုံးကျေးဇူးများတင်ပါတယ် channel ကို subscribe လုပ်ဆိုလို့ရှိရင် subscribe လေးလုပ်ပေးထားကြဖို့အားလုံးတောင်းဆိုပါတယ်ဖြည်းဖြည်းစေကြဟဲ့လူเนาะဒါပဲ